ဦးစိန်လာဟာနိုင်ငံကိုစားပြုရွှေတစိတ်စုရနံပါတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်လိုအပ်ချက်တွေကြောင့်နိုင်ငံအတွက်ရွှေတစိတ်စုကိုယုံမပေးနိုင်ခဲ့ပါဘူးသူ့သားအလှဲမှာရအောင်ယူခိုင်းမဲ့ဆိုပြီးအားခဲထားပေမဲ့မိမကသမီးလေးတွေပဲမွေးတော့သူ့မျှော်လင့်ချက်တွေစိတ်မှောင်မှာရိုက်ခွဲခံလိုက်ရတယ်လို့ပါပဲပဝင်းကျင်ကလည်းသူယောက်ျားလေးလိုချင်မှန်းသိတော့အကြံဝိုင်းပေးတဲ့အတွက်သူတို့လင်မယားကလိုက်လုပ်ခဲ့တယ်နောက်တစ်ယောက်မွေးလာတော့လည်းမိန်းကလေးပါပဲမိမကလည်းယောက်ျားလေးမွေးမပေးနိုင်လို့စိတ်မကောင်းဖြစ်နေပါပြီသူကိုယ်တိုင်လည်းသမီးတွေကိုချစ်ပေမဲ့သားယောက်ျားလေးကသာသူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာမို့ထင်သလောက်မပြောခဲ့ပါဘူးတတိယမြောက်နဲ့စတုထမြောက်ကလေးကလည်းသမီးဖြစ်နေတော့မျှော်လင့်ချက်တွေကိုပြီးဖုံးကားချလိုက်ပါပြီသူရန်ဝါသနာပါတဲ့နံပါတ်ပွဲကိုတောင်တောင်းကြည့်တော့တဲ့အထိပါပဲသမီးလေးတွေရွယ်ရောက်လာတော့သူ့ရဲ့မျှော်လင့်ချက်တွေအယောင်ထွက်လာပြန်တယ်အကြီးဆုံးသမီးမာလာနဲ့တီရမှာအဖေသွေးပါလာပြီးသူတို့ကိုရန်လာစားတဲ့ကောင်လေးတစ်ယောက်ကိုတကိုယ်လုံးညိုမဲဆွဲပြီးဖူးယောင်သွားတဲ့အထိဆော့ပလော့တီးလွတ်လိုက်ကြတာပါဒါကိုပြန်သိတဲ့ဦးစိန်လာကကာယကရှင်ကိုကိုယ်တိုင်သွားတောက်မှန်ပြီးမဲ့သမီးနှစ်ယောက်ကသူ့သွေးပါလာလို့အယမ်းပြော့သွားတယ်သမီးနှစ်ယောက်ကိုနောက်နေ့ကစပြီးအိမ်လုံးတွေမခိုင်းဖို့မိမကိုပြောတယ်မိမဖြစ်သူကတော့မိန်းကလေးတွေနဲ့မဆိုင်တဲ့အားကစားလို့ထင်တာကြောင့်ယောက်ျားရဲ့လုပ်ရက်ကိုသဘောမကျလို့သူ့ကိုအချိန်တစ်နှစ်တော့ပေးဖို့ပြောတယ်နောက်ရက်ကစလို့လက်စင်တွေပေးတာကိုသမီးတွေကအပြစ်ပေးခံနေရတယ်လို့တွေးနေကြတယ်ရွာကနဘန်းသမားတွေစီသွားပြီးသမီးတွေကိုပါထဲလက်ကျင်ပေးဖို့ပြောပေမဲ့လက်မခံတာကြောင့်လေထဲမှာကိုယ်တိုင်တဲထုတ်ပြီးလက်ကျင်ပေးတယ်သူ့တို့ကပါသမီးတွေနဲ့နဘန်းလက်ကျင်ခိုင်းတဲ့အချိန်ကြာပိုလက်ကျင်ပေးထားတဲ့သမီးနှစ်ယောက်ကသူ့တို့ကိုမရှင်နိုင်တော့အားရှိအောင်ချက်သားကိုယ်တိုင်ချက်ကြွေတယ်အကျိုးမပေးတဲ့ပတ်ဝန်းကျင်ကတော့ဘေးထိုင်မှုပြောနေစေပါပဲသမီးနှစ်ယောက်ကသူတို့စပင်တွေကိုတန်းတွယ်လာလို့နဘန်းမကန်စားကျင်တော့ဘူးလို့အကြောင်းပြတော့ဦးစိန်လာဟာစပင်ချက်ဆရာခေါ်ပြီး 0.5k ညှက်ပေးလိုက်ပါပြီတရက်တော့သမီးတစ်ယောက်ကသူတို့တငယ်ချင်းရဲ့မင်္ဂလာဆောင်ကိုဦးစိန်လာမသိအောင်ခိုးသွားလို့နောက်ကလိုက်ရတယ်သမီးတစ်ယောက်လုံးကရန်ခိုင်းတဲ့အဖေကိုသဘောမကျကြောင်းအတင်းချနေတော့သူတို့သမီးကသူ့အဖေဆိုအသက်ငယ်ငယ်နဲ့လေမေးစားကြောင်းထောက်ပြကမှပဲအဖေမြတ်တာကိုမြင်သွားပါတော့တယ်ကျိုးစားပန်းစားလေ့ကျင့်ပြီးအခုဖြစ်သူကိုအနိုင်ယူပြတယ်နောက်ရက်မှာဦးစိန်လာကကလေး၃ယောက်ကိုမြို့ခေါ်သွားပြီးမာလာကိုနမန်းပွဲမှာဝင်ပြိုင်ဖို့စရင်ပေးတယ်ပွဲစီစဉ်သူကထူးခြားတဲ့ပွဲစဉ်ကိုလူကြည့်များရင်သူတို့ပတ်ဆက်ပေါ်ရနိုင်တယ်လို့တွေးပြီးလက်ခံတယ်မာလာမိသားစုကလွဲလို့မာလာအနိုင်ရမယ်လို့ထင်ထားတဲ့သူတယောက်မှမရှိပါဘူးမာလာကဗလာအကြီးဆုံးတယောက်ကိုရွေးဖိုက်တာသူမသားကိုအားသူပရှင်ပြိုင်ပေမဲ့နောက်ဆုံးတော့မာလာရှုံးသွားတယ်နောက်ပွဲတွေမှာဇက်တိုက်နိုင်ရခဲ့ပြီးပြည်내အဆင့်အထိတက်လန်းသွားနိုင်ပါပြီနိုင်ငံအဆင့်ရွှေတစိတ်စုရချန်ပီယံဖြစ်လာခဲ့ပါပြီဦးစိန်လာကနိုင်ငံအတွက်ရွှေတစိတ်စုယူပေးစေခြင်းနဲ့မာလာကနိုင်ငံလက်ရွေးစင်နီးပြတွေကိုယ်တိုင်တင်ကြားတဲ့လေ့ကျင့်အကြောင်းကိုတောက်ခင်တောင်းတယ်တင်တဲ့အကြောင်းမှာမာလာရဲ့အမှုကျင့်တွေပြက်လာသလိုနီးပြကလည်းဗျူဟာပြောင်းကစားခိုင်းတယ်အဖေနီးတွေကိုအထင်သေးသွားတဲ့မာလာကအင်ခဏပြန်လာတော့ညီမတစ်ယောက်ကနဘန်းနီးစနစ်ပိုင်းနဲ့ပတ်သက်ပြီးစကားများတယ်မာလာကနိုင်ငံတကာပြိုင်ပွဲကိုဝင်ပြိုင်ရမှာဖြစ်ပြီးတီတာကနိုင်ငံအဆင့်ပြိုင်ပွဲကိုဝင်ပြိုင်မှုရှိတယ်တီတာကရွှေတစိတ်ရခဲ့ပေမဲ့နိုင်ငံတကာပြိုင်ပွဲမှာမာလာကရှုံးနေရင်ဆိုင်ခဲ့ရတယ်တီတာကရွှေတစိတ်စုရပြီးတဲ့နောက်ဦးစိန်လာကဘဝမမေ့ဖို့မှာပြီးသူ့အမအကြောင်းကိုလှုပ်လိုက်တယ်ဆရာနီးစနစ်ကိုကျင့်သုံးတဲ့မာလာကပွဲဆက်ရှုံးလို့အိမ်ပြန်ရောက်လာပြီးအဖေနေအတိုင်းပြန်ကြည့်ရတယ်ဦးစိန်လာကသမီးတွေကိုနီးပြလို့ဖို့မြို့ကိုပြောင်းလာပြီးအိမ်ကားနေတယ်သမီးတွေကိုအကြောင်းကနေခိုးထွက်ပြီးမနေ့9နာရီထပ်ပြီးခိုင်းသလိုအစားအစာတွေကိုသူကိုယ်တိုင်ချက်ပြုတ်ကြွေးတာကိုနီးပြသိသွားပြီးတင်တန်းကျောင်းရဲ့ဘုံအဖွဲ့ကိုတိုင်တယ်တာဖ3ယောက်ကိုဆရာကိုပါခေါ်တွေ့တော့ဦးစိန်လာကသူ့ပြစ်ပါလို့ပြောပြီးခလေးတွေကိုကြောင်းမထုတ်ဖို့တောင်းပန်တယ်ကျောင်းကခလေးတွေကိုကြောင်းမထုတ်ပေမဲ့ဦးစိန်လာကတော့ကျောင်းဝင်းနဲ့ဝင်ခွင့်ပိတ်လိုက်သလိုခလေးတွေကိုခေါ်မထုတ်ဖို့လည်းတတိပေးတယ်အရင်ကလိုကိုယ်တိုင်မလစ်ကျင့်ပေးနိုင်ပေမဲ့မာလာကစားထားတဲ့ဗီဒီယိုတွေကိုကြည့်ပြီးဘယ်နေရာမှာဘလို့ကစားတင်ကြောင်းအကြံဆက်ပေးတယ်ဒီလိုနဲ့နိုင်ငံတကာပွဲစဉ်ကိုရောက်လာတော့ဦးစိန်လာကထိုင်ကုန်ကနေနီးပြလုပ်ပေးတာကြောင့်ပထမပွဲမှာနိုင်ရတယ်ဆရာပြောသလိုခန်းစစ်မကစားပဲဦးစိန်လာတင်ထားတဲ့အတိုင်းတိုက်စစ်နဲ့အနိုင်ယူခဲ့တာပါနောက်တစ်ပွဲမှာတော့နှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တဲ့မျိုးသမီးနဲ့ရှင်လုံးရတယ်ပထမအချီမှာပြိုင်မဲ့မျိုးသမီးကနိုင်သွားပြီးဒုတိယအချီမှာတော့မာလာကနိုင်ရတယ်တတိယအချီမှာနိုင်ရှုံးမပေါ်ပဲနှစ်ဖက်လုံးအမှတ်မရခဲ့ပါဘူးဒါကြောင့်အဆုံးဖြတ်အတွက်ခေါင်းမဲလန်တော့မာလာကခန်းစစ်ဘက်ကကြတယ်ပုံမှန်ဆိုရင်တိုက်စစ်ကိုရတဲ့သူကအနိုင်ရဖို့68%သိကြပေမဲ့ဒီပွဲမှာတော့မာလာကခန်းစစ်နေရာကနေတောက်ခံနိုင်ခဲ့တဲ့ပြင်အနိုင်မှာရရှိသွားခဲ့ပြီးမိုးလူပွဲကိုတက်ရောက်သွားနိုင်ပါပြီအင်တာဗျူးမှာမာလာကသူ့ကိုအခုလိုနေရာကိုရောက်လာတာကသူ့အဖေတင်ပေးခဲ့တာကြောင့်ပါလို့ထုတ်ပြောတော့နီးပြကမကျေနပ်ပါဘူးမိုးလူပွဲမှာမာလာနဲ့ရှင်ပြိုင်ရမယ့်သူကဩစတြေးလျသူဖြစ်ပြီးအရင်ကမာလာကိုနှစ်ပွဲတိတိအနိုင်ယူခဲ့မှုတဲ့အမျိုးသမီးပါအချင်းပုတ်တဲ့နီးပြဆရာကမိုးလူပွဲမှာမာလာတို့ဖေကိုပွဲတဲ့ဝင်ခွင့်ပြအောင်လို့မြေအောင်ခန်းနဲ့ပြားခေါ်ပြီးတကားပိတ်ထားခဲ့တယ်မိုးလူပွဲပထမအချီမှာမာလာကနိုင်ရပြီးဒုတိယမှာတော့ပြိုင်ဘက်ကအနိုင်ရတယ်တတိယပွဲမှာပြိုင်ဘက်ကအမှတ်သာနေခဲ့ပြီးပွဲပြီးဖို့နောက်ဆုံး30စက္ကန့်လုံးမှာတော့မာလာကပြိုင်ဘက်ကိုလှလှပပနဲ့နိုင်ယူလိုက်ပြီးနိုင်ငံအတွက်ရွှေတစိတ်စုကိုစုခုသွားနိုင်ပါပြီအနိုင်ရတဲ့သင်းရဲ့နိုင်ငံတော်တချင်းကိုဖွင့်တော့မှဦးစိန်လာလည်းမြောက်ခန်းထဲကနေဝမ်းသာမျက်ရည်ကျနေရတယ်လုံချိုရေးကတကားလာဖွင့်ပွဲတော့ဦးစိန်လာအပြင်ထွက်လို့ရသွားတယ်အပြင်ရောက်တာနဲ့ချက်ချင်းသမီးတွေစီပြသွားတယ်လွန်ခဲ့တဲ့7နှစ်အတွင်းသူတို့တခါမှမရဘူးသေးတဲ့ရွှေတစိတ်စုကိုနိုင်ငံအတွက်စုခုပေးခဲ့တဲ့မာလာကသူ့အဖေကိုပြစ်ဖက်လိုက်ပါတော့တယ်ဇလန်လေးကတော့ပြီးပါပြီအချစ်အကြောင်းတခါမှမပါလိုက်ပဲပြီးသွားတဲ့ဇကားလေးဖြစ်ပါတယ်အချစ်အကြောင်းနဲ့စိတ်မဝင်စားတဲ့လူချင်းမင်းတို့အတွက်တော့ကြိုက်နေတတ်မယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်